Oh, didn't bio maga Miyazaki cycling route ma bono sabi to si de hadi bio biama. Ai nia ne sabi si me so we ထွက်လာခဲ့တာအဲ့ဖက်ချမ်းနေမှာစပါးကင်းနေကအများကြီးပဲပေါ့နော်ဆိုတော့စပါးကင်းနေကြည့်အောင်ဆိုပြီးတော့စပိန်လေးနဲ့ခဏနင်းလိုက်တာနိုင်ကျော်လောက်နင်းလိုက်တော့ဒီနေရာကိုရောက်လာပေါ့နော်အိမ်နေကတော့သိပ်မရှိဘူးလေကွင်းနေကြီးပဲရှိတယ်အိုးမစင်သိငတ်တကောင်ပြန်နေရပေါ့နော်အကြာကြီးပဲဆိုဒီဘက်မှာစပိန်လန်းရေအပေါ်မှာလူသွားလန်းရေအဲ့လိုမျိုးလှုပ်ထားတော့ရှိတယ်စပိန်လန်းတတ်ပေါ့နော်ကျင်းတော့ကျင်းနေဆိုပေမဲ့ကောင်းပုံမှာစီလို့ရတယ်လူတွေကသိမရှိဘူးလူရှင်းနေအဲ့တော့ကြောက်ရှာကောင်းနေဒါဆိုတော့လာဒါဆိုရင်ဒါတနာကြီးကြော်လောက်မောင်းပြီးတော့ရောက်လာတဲ့နေရာပေါ့နော်ဒီနားမှာတော့အစရက်လိုက်ပြီးရှစ်ဆက်ပြီးတော့တော်လို့ရတယ်ဆိုပေမဲ့မတော်တော့ဘူးနည်းနည်းမောင်းလာတော့ပြန်တော့မယ်ဆိုပြီးတော့ရက်လိုက်တာပေါ့နော်ဆိုဟိုမှာရေးထားတယ်ဆက်သွားလို့ရသေးတယ်ချင်းနေကျွန်တော်ထပ်မသွားခဲ့ဘူးတော်တော်မောနေတယ်ရုပ်ပြက်စင်ပြက်ဖြစ်နေတယ်ပေါ့နော်ဆိုဟိုဘက်ကနေလာတယ်ဒီဘက်ကမသွားတော့ဘူးအဲ့လိုပြောချင်တာဒါတော့စပါးကင်းနေစပါးရမှဲ့နေပြီအများကြီးပဲနော်မီယာဇာကီရဲ့တမင်းအိုးကြီးမထင်တာပဲမသိဘူးကဲဒါတော့အိုတိုရောအဲ့တော့မြင်နေတဲ့မြစ်ကြီးကအခုဆိုရင်မြစ်ဟိုးဘက်ကနေစီလာတယ်မြစ်ဒါပေမဲ့ဒီဘက်ကြတော့စီရမရှိတော့ဒါပဲရှိတော့တယ်ဟာအချမ်းမှန်းတော့မသိဘူးပေါ့နော်ရေလည်းမရှိတော့ဟုတ်ဆိုဒါတော့နေဝင်ချင်း sunset ဖြစ်တယ်။အဲ့ဒီမောင်းလာပြီဆိုတာနဲ့ကျွန်တော်ပြန်လာခဲ့ပေါ့။အဲ့ဒီဘက်မှာတော့စိမ့်ဆူပဲ။ဒါကတော့စပားတွေပြန်ချွေတဲ့နေရာဒီဆက်တွေထင်တာပဲ။သူတက်ပုံတော့ပြီးကြောရိုက်ခဲ့ပေါ့။ Okay ဒါကတော့နောက်ဆုံးအိမ်ပြန်ကနေအချွန်းတောင်လေးမြင်တော့ရိုက်ခဲ့တာ။တီးတန်းထွက်နေမှာသူကOkay ပါဆိုတော့အလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်